မင်းကလေးတယောက်ရုတ်တရက်လန့်ဖြန့်သွားပါတယ်အိမ်ကရေပုံပိုင်ကောင်းကိုဖွင့်လိုက်တဲ့အခါရေထွက်မလာပဲဘီယာတွေထွက်လာလို့ပါဒါကိုမြင်လိုက်ရတဲ့မိသားစုတစ်ခုလုံးလည်းကြောက်အံ့သွားကြပါတယ်တကယ်တော့တညလေးနဲ့ကဘာပေါ်ကရေတွေအားလုံးဟာဘီယာဖြစ်ပြောင်းလဲသွားခဲ့တာပါဆယ်တွေကနေမြစ်တွေအထိအားလုံးဘီယာတွေဖြစ်ကုန်ပါတယ်ကားမောင်းရတဲ့သူတွေအတွက်လည်းနေ့တိုင်းအဲကိုဟောစစ်ခံနေရလို့အခက်တွေ့ကုန်ပါတယ်ဆယ်လီတွေနဲ့သတင်းထောက်တွေကလည်းဘီယာတွေကိုလိုက်လွင်ပြီးတာနဲ့ပုံးတွေနဲ့ခက်ကအိမ်ကိုပျော်ပျော်ကြီးတည်သွားကြပါတယ်အတောက်ကျူးတဲ့သူတွေဆိုရင်တော့ပျော်လုံးလို့ယူမတက်ပါပဲဘီယာကန်တွေထဲမှာအမြဲတမ်းစိတ်နေကြပြီးရေငက်လာရင်လည်းအဲ့ဒီနေရာမှာတင်တငုံလောက်တောက်လိုက်ရုံပါပဲရေကူးသမားတွေလည်းအဲကိုဟောစွမ်းရင်တွေကြောင့်စံချိန်တစ်တွေတစ်ခုပြီးတစ်ခုတင်နေကြပါတယ်ဖူးပလော့ကာတွေလည်းဘီယာနဲ့ဟင်းချက်ပြီးစမ်းသပ်မှုတွေလုပ်လာကြပါတယ်လိုင်းစီသမားတွေလည်းဘီယာပင်လယ်ကြီးထဲမှာလိုင်းစီရင်ပျော်မဆုံးဖြစ်နေကြပါတယ်ကြည့်လိုက်တဲ့နေရာတိုင်းမှာဘီယာတွေပဲရှိနေပြီးလမ်းမတွေပေါ်မှာလည်းဘီယာတွေလွှမ်းနေတာကြောင့်အပြင်သွားရင်လှေကိုပဲသုံးနေရပါတယ်အဆိုးဆုံးကတော့အေးခဲနေတဲ့ဝင်ရိုးဆုံးဒေသတွေမှာပါပင်ကွင်းလေးတွေဟာဘီယာထဲခုန်ချလိုက်တာနဲ့တင်တတိလွတ်ကုန်ကြပါတယ်အမေရိကန်ကနာမည်ကြီးလေဘာတီရုပ်တုကြီးတောင်ဘီယာနဲ့ဖြစ်သွားခဲ့ပါပြီဒါပေမဲ့ကျမ်းမာရေးလိုက်စားသူတွေအတွက်တော့ဒီကဘာကြီးဟာငရဲတစ်ခုလိုပါပဲနေရာတိုင်းမှာဘီယာတွေကိုမြင်နေရတာဟာသူတို့ကိုစိတ်ညစ်စေပါတယ်အချိန်ကြာလာတာနဲ့အမျှတစ်ကဘာလုံးဟာဘီယာအယောင်ဖြစ်သွားခဲ့ပါတယ်တခြားဂျိုကနေကြည့်မယ်ဆိုရင်တောင်ကဘာကြီးဟာဘီယာလုံးကြီးလိုဖြစ်နေတာမို့ဂျိုသားတွေတောင်သူတို့ရဲ့ဘီယာတွေကိုမြှောက်ပြီးကဘာသားတွေနဲ့အတူအောင်ပွဲခံလိုက်ကြပါတော့တယ်